မင်္ဂလာပါဒီနေ့ကျမတို့ count if ဆိုတဲ့ function လေးကိုသုံးကြည့်ရအောင် count if ဆိုတဲ့အတိုင်းပဲ equal to count if ဆိုတဲ့ဟာလေးကိုယူလိုက်မယ်ပြီးရင် data range လေးကိုတွားရွေးမယ်ကျမကတော့ဒီမှာ data range တွေကဒီ sample တွေကဒီဟာလေးကိုပဲရွေးလိုက်ဟုတ်နော် m column တစ်ခုလုံးရွေးလိုက်တယ်comma လေးခံမယ်လို့ရှိရင်ဇောနာကကျမလူရှင်တဲ့ criteria လေးကိုဆက်လက်မှတ်တယ်ပြီးတော့ဒီမျိုးဒီ formula လေးကိုစပစ်ချလိုက်တယ်ပေါ့နော်အဲ့လိုလုပ်ချင်အဖြစ်ကျမဇောနာက table ထဲမှာဒီမျိုးနေမယ်နဲ့ဘယ်နှခုရှိလဲဆိုတော့counting ကိုရတယ်ပေါ့နော်ဒါကtable တွေကို manually analyze လုပ်တာနဲ့ဆိုင်လို့ရှိရင်ကျမတို့နေ့တူဝါမှာဒီလိုမျိုး formula လေးနဲ့တုံးချအဖြစ်အချိန်သက်သာစွာနဲ့efficiently အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင် channel လေးကို like follow and subscribe လုပ်ပေးပါ